ပင်လယ်ရေအောက်ထဲမှာတော့လူမျက်နှာနဲ့ငါးမလေးတွေအများကြီးရှိပါတယ်။အဲဒီမှာအကြီးဆုံးငါးလေးကတော့ Bronhieda ပဲဖြစ်ပါတယ်။ Bronhieda ကတော့ကုန်းမြေပေါ်ကိုတက်ကြည့်ခြင်းတဲ့အတွက်အတူပေမသိအောင်ခိုးထွက်လာခဲ့ပါတယ်။တစ်ဖက်မှာ Suzuki လို့ခေါ်တဲ့ကောင်လေးကကစားဖို့အတွက်မော်တော်ဘုတ်လေးတစ်စီးယူပါကန်းစံနာကိုဆင်းလာခဲ့ပါတယ်။ Bronhieda လည်းကန်းစံနာကိုရောက်လာတော့ပင်လယ်ထဲကအမိုက်တွေကိုပိုက်ခွန်နဲ့လိုက်သိမ်းနေတဲ့အမိုက်လေးတစ်စီးရောက်လာအောင်သူပါအမိုက်တွေနဲ့အတူရောထွေးပြီးပါသွားခဲ့ပါတယ်။အဲ့ဒီပြင်ဖမ်မလင်းတစ်လုံးကပါခေါင်းပေါ်ဆွတ်မိနေရကြောင်းဖမ်မလင်းထဲကနေပြန်ထွက်လို့မရပဲ Bronhieda လည်းရုန်းကန်ရင်းနဲ့ကန်းဆက်ပေါ်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒါကို Suzuki ကတွေ့သွားပြီး Bronhieda ကိုပလင်းထဲကနေထုတ်ပေးဖို့အတွက်ခဲတစ်လုံးနဲ့ထုခွဲပြီးထုတ်ပေးလိုက်ပါတယ်။ Suzuki လည်းဖမ်မလင်းခွဲရှသွားကြောင်းထွက်လာတဲ့သွေးကို Bronhieda လေးကရှာနဲ့ရက်လိုက်ပါတယ်။ Suzuki လည်းငါးလေးကိုခေါ်ပြီးတောင်ပေါ်ကအိမ်လေးစီပြန်တက်သွားခဲ့ပါတယ်။ Suzuki လည်းကြောင်းသွားတော့မှမလို့ငါးလေးကိုရေပုံးလေးထဲထည့်ပြီးကြောင်းခေါ်သွားဖို့လုပ်ပါတယ်။အဲ့ချိန်မှာပဲငါးလေးရဲ့အဖေဖြစ်တဲ့ Fujimoto ကပိုးသက်ဆေးဖျန်းတဲ့လူရောင်ဆောင်ပြီးလာနေတဲ့အချိန် Suzuki ရဲ့မိကတော့ဒီနေရာမှာပိုးသက်ဆေးတွေကိုလာမဖျန်းနဲ့ဆိုပြီးပြောကမောင်းထွက်သွားခဲ့ပါတယ်။အဲ့လိုနဲ့ကားပေါ်မှာတာမီနှစ်ယောက်မနှက်စာစားကြပြီး Suzuki ကတော့ငါးလေးကိုပိုးညိုလို့နာမည်ပေးလိုက်ပါတယ်။ပိုးညိုကိုပေါင်မော်လေးကျွေးပြီးမယ်ပိုးညိုလေးကတော့မစားခြင်းမဲ့ဝက်ပေါင်ကြောက်တစ်ပြားလုံးသာယူစားနေခဲ့ပါတယ်။တစ်ဖက်မှာ Fujimoto ကတော့သူ့သမီးလေးနောက်ကိုစိတ်မချပဲလိုက်နေပြီးနောက်တော့တမောတွေနဲ့ပိတ်နေရကြောင်းလက်လျှော့သွားခဲ့ပါတယ်။အဲ့လိုနဲ့ Suzuki တို့တာမီနှစ်ယောက်လည်းဘိုးဘွားကြီးတောင်ရောက်လာပြီးအမေဖြစ်သူလီဇာကတော့အလုပ်ဝင်ပါတယ်။ Suzuki ကလည်းကြောင်းသွားတတ်ပါတယ်။ဒါပေမဲ့ကြောင်းထဲကိုပိုးညိုကိုခေါ်သွားလို့မရတာကြောင့်ခြုံမိုလေးတစ်ခုထဲမှာပဲခဏဖွက်ထားခဲ့လိုက်ရပါတယ်။ကစားချင်းကိုရောက်တော့တငယ်ချင်းတွေကကစားဖို့လာခေါ်ပေမဲ့ Suzuki တယောက်တော့မစော့နိုင်ပဲပိုးညိုလေးကိုသာစိတ်ပူနေခဲ့ပါတယ်။အဲ့လိုနဲ့ပိုးညိုစီကိုအမြန်ပြေးသွားပြီးကြည်နေတဲ့အချိန်တငယ်ချင်းဖြစ်သူကူမီကိုကရောက်လာတာကြောင့်ခါရဲပိုးညိုနဲ့ပါမိတ်ဆက်ပေးလိုက်ပါတယ်။ဒါပေမဲ့ပိုးညိုကိုကူမီကိုကမကြိုက်တာကြောင့်ပိုးညိုကလည်းရေနဲ့ပြင်ပတ်လိုက်ပါတယ်။ကူမီကိုလည်းငိုသွားတာကြောင့် Suzuki လည်းအမြန်ပြေးထွက်လာခဲ့လိုက်ပါတယ်။အဲ့လိုနဲ့နောက်တော့အဖွားအောင်နှစ်ယောက်ကိုပိုးညိုလေးနဲ့မိတ်ဆက်ပေးပြီးအဖွားအောင်နှစ်ယောက်ကသဘောကျပေမဲ့ဖွားတိုကီဆန်ကတော့သဘောမကျပဲဖြစ်နေပါတယ်။လူမျက်နှာနဲ့ငါးတွေကုန်းမြေပေါ်တက်လာရင်ဆူနာမီဖြစ်တတ်တယ်ဆိုပြီးပြောလိုက်တာကြောင့် Suzuki လည်းပြေးထွက်သွားခဲ့ပါတယ်။အဲ့လိုနဲ့ Suzuki လည်းကန်းဆက်ကိုရောက်တော့ပိုးညိုက Suzuki ကိုစကားတွေပြောနေရကြောင်းသဘောတွေကျနေတဲ့အချိန် Fujimoto ကလာပြီးပိုးညိုကိုပြန်ခေါ်သွားခဲ့ပါတယ်။ Suzuki လည်းပိုးညိုကိုလိုက်ခေါ်ရင်ရင်းနှီးမလို့ဖြစ်နေရကြောင်းအမေဖြစ်သူလီဇာပဲကယ်ပေးလိုက်ရပါတယ်။အိမ်ပြန်လမ်းမှာလည်း Suzuki တယောက်ပိုးညိုလေးမရှိတာကြောင့်မပျော်ပဲဖြစ်နေရပါတယ်။အိမ်ရောက်တော့တင်မော့ကပရင်ဖြစ်တဲ့ Suzuki ရဲ့ဖေကညခီးစမ်းမှမလို့ပြန်မလာနိုင်တော့ပဲတင်မော့ထွက်တဲ့အခါကျမီးထိုးပြီးအချက်ပြမယ်ဆိုပြီးပြောတာကြောင့်ဂရီမတီတဲ့ယောက်ျားကိုလီဇာကစိတ်တော်ဆိုးနေခဲ့ပါတယ်။အဲ့လိုနဲ့တင်မော့ထွက်တော့ Suzuki ရဲ့ဖေကမီးနဲ့အချက်ပြပြီးတားဖနှစ်ယောက်လုံးအပြန်လန်စကားတွေပြောနေကြပါတယ်။နောက်တော့ Suzuki လေးကပဲဝင်ဖြောင်းပြပေးလိုက်တာကြောင့်အဆင်ပြေသွားခဲ့ပါတယ်။တစ်ဖက်မှာ Fujimoto ကလည်းပိုးညိုကိုနောက်ထပ်ကန်းဆက်ကိုပြန်မသွားဖို့ဂရီတောင်းနေခဲ့ပါတယ်။ပိုးညိုကလည်းလက်တွေခြေထောက်တွေလိုချင်တယ်ပြောနေတဲ့အချိန်လက်တွေခြေထောက်တွေထွက်လာကြောင်း Fujimoto လည်းလန်သွားခဲ့ပါတယ်။ Fujimoto လည်းသူ့အစွမ်းနေနဲ့လုံးမရကြောင်းပလင်းထဲကမော်ဆေးတွေကိုတောက်ပြီးထိန်းချုပ်လိုက်မှပဲငကိုတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ပိုးညိုကိုလည်းပူစီပေါင်းကြီးထဲထည့်ထားခဲ့လိုက်ပါတယ်။အဲ့နောက် Fujimoto လည်းအခန်းတစ်ခုထဲကိုဝင်လာခဲ့ပြီးယူနင်းတစ်ခုထဲကိုသူ့ရဲ့မော်ဆေးတွေကိုလောင်းချနေခဲ့ပါတယ်။ရေတွေထဲကရေတွေပြည့်တဲ့အခါပောက်ခွဲမှုတစ်ခုဖြစ်ပြီးပင်လယ်ကြီးအသစ်တစ်ခုအစားကနေပြန်စားရမယ်ပြောပြီးထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာညီမလေးတွေကလည်းပိုးညိုရဲ့ပူစီပေါင်းကိုဝိုင်းဖောက်ပေးနေပြီးပိုးညိုလည်းလက်တွေခြေထောက်တွေတွားပြီးပြန်ပေါက်လာခဲ့ပါတယ်။အမေရဲ့စွမ်းရည်တွေကိုရထားတဲ့ပိုးညိုလေးတယောက် Suzuki ကိုရှာဖို့အတွက်ထွက်လာခဲ့ပါတယ်။အပြင်ဘက်ကရေတွေလည်းမှော်ယူရင်းအခန်းထဲကိုဝင်လာတာကြောင့်ရေတွေနဲ့ရေတွေပြည့်သွားပြီး Fujimoto ပြောခဲ့တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းမိုးတွေအရမ်းရွာနေပြီးမီးတွေပြတ်နေရကြောင်း Suzuki တို့သားမိလည်းအိမ်ပြန်ဖို့လုပ်ရပါတယ်။နောက်တော့ Suzuki တို့သားမိနှစ်ယောက်လည်းအိမ်ပြန်လာနေတဲ့အချိန်ရေပေါ်မှာကောင်မလေးတယောက်ပြေးနေရော Suzuki ကတွေ့သွားခဲ့ပါတယ်။ကောင်မလေးကလည်းကားနောက်ကိုအမိလိုက်နေပေမဲ့လီဇာကလည်းကားနောက်ကလှမ်းတွေပါလာကြောင်းကားကိုအမြန်မောင်းနေရပါတယ်။နောက်တော့ Suzuki ကရေလိုင်းတွေပေါ်မှာကောင်မလေးတယောက်ရှိတယ်ပြောလိုက်တာကြောင့်လီဇာလည်းကားကိုခဏရက်လိုက်ပြီးစဉ်းကြည့်ခဲ့ပါတယ်။ဒါပေမဲ့လည်းဘာမှမတွေ့ရကြောင်းဆက်ထွက်လာခဲ့လိုက်ပါတယ်။ Suzuki တို့အိမ်ရှိကိုပြန်ရောက်တော့ကောင်မလေးတယောက်လိုက်လာတာကိုတွေ့သွားခဲ့ပါတယ်။ကောင်မလေးကလည်း Suzuki ကိုပြေးဖက်လိုက်ပြီး Suzuki ကလည်းပိုးညိုလို့ခေါ်လိုက်တော့ပိုးညိုလေးကလည်းသူကပိုးညိုလို့ပြန်ပြောပြီးနှစ်ယောက်သားပျော်နေခဲ့ကြပါတယ်။အဲ့လိုနဲ့လီဇာလည်းနှစ်ယောက်လုံးကိုအိမ်ထဲကိုခေါ်လာခဲ့လိုက်ပါတယ်။အိမ်ထဲကိုရောက်တော့ပိုးညိုလေးကိုတပတ်နဲ့ရေတွေတုပ်ပေးပေမဲ့ပိုးညိုကငါးမလေးဖြစ်နေရကြောင်းရေတွေမဆိုးပဲချောင်းနေပါတယ်။အဲ့တော့ပိုးညိုတို့ကော်ဖီဖြော်တိုက်တာကြောင့်ရေအောက်ထဲမှာနေတဲ့ပိုးညိုတို့ကအထူးဆန်းနေဖြစ်နေပြီး Suzuki လှုပ်တဲ့အတိုင်းအောင်တစ်ခုမှကြံလိုက်လို့နေပါတယ်။အဲ့တော့လီဇာကမီးစက်မောင်းဖို့လုပ်ပေမဲ့မီးစက်ကအလုံးမလုပ်တာကြောင့်ပိုးညိုရဲ့အစွမ်းနဲ့ပဲကူညီပေးလိုက်ပါတယ်။နောက်တော့ပိုးညိုတို့နှစ်ယောက်ကိုဝက်ပေါင်ကြောင့်နဲ့ခေါ်သေးပြုတ်ကျွေးလိုက်ပြီးပိုးညိုလည်းစားနေအိမ်ငိုက်လာတာကြောင့်ဆိုဖာပေါ်မှာပဲအိပ်ပျော်သွားခဲ့ပါတယ်။လီဇာကလည်းဘိုးဘွားကြီးသားဘက်ကလူတွေရွှေပြောင်းလုံနေကြတာကိုတီးသွားပြီးတောက်ကူပေးဖို့လုပ်ပါတယ်။ Suzuki ကလည်းလီဇာနဲ့တူလိုက်ရှင်ပေမဲ့လီဇာကတော့ပိုးညိုလေးနဲ့အတူနေခဲ့ပြီးပိုးညိုလေးကိုပဲစောင့်ရှောက်ဖို့မှားပြီးထွက်သွားခဲ့ပါတယ်။အဲ့ချိန်ပင်လယ်ထဲမှာလည်းမီးရောင်တွေတောက်နေတဲ့သမောတွေအများကြီးရှိနေပြီးကပရိန်တို့သမောပါစက်အင်ကြီးရပ်သွားတာကြောင့်ပင်လယ်သားသမီးကရောက်လာပြီးအကုန်လုံးအဆင်ပြေအောင်ကူညီသွားခဲ့ပါတယ်။ Fujimoto ကလည်းပိုးညိုကိုလာကြည့်ပေမဲ့ချန်စီယိုကိုစွမ်းအမြင့်ခါတာတွေနဲ့ဖန်ဆင်းထားတာကြောင့်ထိမရပဲအဝေးကနေပဲမနှဲကြည့်နေရပါတယ်။အဲ့တော့မော်တော်ဘုတ်စီပြန်သွားပြီးသူ့ရဲ့အချစ်ကလေးပင်လယ်နတ်သမီးရောက်လာတာကြောင့်ပိုးညိုကိုမဆောင်ရှောက်နိုင်ပဲသူ့ရဲ့အပြစ်တွေကိုအပြစ်တင်ဝန်ခံပေမဲ့နတ်သမီးကတော့စိတ်အေးထားပြီးနေဦးတာပြောပါတယ်။နတ်သမီးကတော့သူတို့သမီးလေးလူသားစစ်စစ်ဖြစ်လာမှာကိုဘာလို့မလိုလားရမှာလဲလို့ပြောပြီးကောင်လေးရဲ့အချစ်ကိုစမ်းသပ်မယ်လို့ပြောပါတယ်။အဲ့လိုနဲ့နောက်နေ့မနက်မှာတော့ပိုးညိုတို့အင်းရှိမှာရေဒီအပြည့်နဲ့ဖြစ်နေပြီးတမျိုးလုံးရေဒီဖုံးလန်းနေရကြောင်းအမေဖြစ်သူလီဇာကိုစိတ်ပူနေခဲ့ပါတယ်။လီဇာကိုရှာဖို့အတွက်ကလှေမရှိလို့စိတ်ညစ်နေ
နေပြီမဲ့ပိုးညိုကဆူဇူကီရဲ့မော်တော်ဘုတ်အယုတ်လေးကိုသူ့ရဲ့အစွမ်းနဲ့ကြီးအောင်လုပ်လိုက်ပြီးနှစ်ယောက်သားအိုက်လီလေးစီးကထွက်လာခဲ့ကြပါတယ်လန်တိုဘောကိုရောက်တော့တားမိ3ယောက်နဲ့တွေ့ပြီးပိုးညိုကကလေးလေးကိုချစ်ပြီးစွပြုံးနဲ့ဝက်ပေါင်ကြောက်တွေကိုပေးခဲ့လိုက်ပါတယ်အဖေဖြစ်သူကလည်းပိုးညိုအတွက်ပြန်ပြီးလောင်စာအတွက်ဖျောင်းနိုင်လေးတဲ့တိုင်ကိုလက်ဆောင်ပြန်ပေးလိုက်ပါတယ်အဲ့လိုနဲ့ပိုးညိုတို့လည်းသူ့အမေကိုဆက်ပြီးလိုက်ရှာပါတော့တယ်အဲ့တော့ဖျောင်းနိုင်အကုန်သွားအကြောင်းဆက်မောင်းလို့မရတော့ပဲနောက်တစ်ချောင်းကိုကြီးအောင်လုပ်ခိုင်းခဲ့ပါတယ်ပိုးညိုကအိမ်ငိုက်နေရကြောင်းမလုပ်ပေးနိုင်ပဲဆူဇူကီပဲရေထဲဆင်းပြီးမော်တော်ဘုတ်လေးကိုအနောက်ကနေတွန်းလာခဲ့ပါတယ်ဒါပေမဲ့ခဏကြာမှာတော့လှေလေးကငကိုအရွယ်တိုင်းတေးသေးလေးပြန်ဖြစ်သွားတာကြောင့်ဆူဇူကီလည်းပိုးညိုနဲ့လှေကိုကမ်းပေါ်အမြန်ဆွဲခေါ်လာခဲ့လိုက်ရပါတယ်အဲ့တော့လမ်းပေါ်မှာလီဇာရဲ့ခေါင်းကိုတွေ့သွားတာကြောင့်ဆူဇူကီလည်းတွားရှာပေမဲ့လီဇာကမတွေ့ပဲကားပဲတွေ့ရကြောင်းဆူဇူကီလည်းဝမ်းနေပြီးပိုးညိုနဲ့တူသူ့မျိုးလိုက်ရှာနေခဲ့ပါတယ်တစ်ဖက်ကဘိုးဘွားကြီးသားအဖွားကိုလည်းဝှီချဲရီတောင်မလို့တော့ပဲရေရောက်ထဲမှာပါလမ်းလျှောက်နိုင်ပြီးပျော်ပါပြီးပါပြေးနေကြပါတယ်လီဇာကလည်းပင်လယ်နံသမီးနဲ့စကားပြောနေရပဲဖြစ်ပါတယ်ပိုးညိုတို့ကလည်းလှိုင်ကိုတကူရဲအောင်ဝင်လာပြီးခဏကြာမှာတော့ပိုးညိုကငကိုမူလ9ပုံစံပြန်ဖြစ်သွားတာကြောင့်ဆူဇူကီလည်းပိုးညိုအမြန်ချီပြီးရေထဲကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီဖူဂျီမိုတိုရောက်လာပြီးသူနဲ့လိုက်ခဲ့လို့ပြောပြီးပိုးညိုကိုလည်းမင်းနဲ့အဝေးကြီးကိုမခေါ်သွားတော့ပါဘူးလို့ပြောနေရဲ့ချင်းဖွားတူကီကရောက်လာပြီးလှည့်စားနေရဲ့ပြောတာကြောင့်ဆူဇူကီလည်းဖွားတူကီစီကိုပြေးသွားခဲ့ပါတယ်ဖူဂျီမိုတိုကလည်းအချိန်သိမ်းမရှိရကြောင်းရေလိုင်းတွေနဲ့လိုက်ဖမ်းခိုင်းခဲ့ပြီးဖွားတူကီနဲ့ဆူဇူကီကိုရေထဲကိုခေါ်ဆောင်သွားခဲ့ပါတယ်အဲ့လိုနဲ့ရေရောက်ကိုရောက်တော့ပင်လယ်နံသမီးရောက်လာခဲ့ပါတယ်ပိုးညိုကလူသားတယောက်ဖြစ်နေတာကြောင့်မှော်တကားကိုဖွင့်ခဲ့တာဖြစ်ပြီးပိုးညိုရဲ့အရှိတိုင်းကိုလက်ခံပြီးအချစ်စစ်နဲ့ချစ်ပေးဖို့လိုတယ်လို့ပြောပါတယ်သူလူသားတယောက်ဖြစ်လာတာကလည်းဆူဇူကီရဲ့သွေးတစ်စက်ကြောင့်ဖြစ်ပြီးအခုသူလူသားစစ်စစ်တယောက်ပြန်ဖြစ်သွားခဲ့ရင်တော့ပိုးညိုရဲ့အစွမ်းတွေအကုန်လုံးပျောက်ကွယ်သွားမယ်လို့ပြောပြီးချစ်စစ်ကမမှန်ရင်တော့ပိုးညိုကိုပင်လယ်ရေမျိုးဖြစ်ပြောင်းသွားမယ်လို့ဆိုပါတယ်သမီးကလည်းဆူဇူကီကိုကုန်းမြေပေါ်ရောက်တဲ့ကဘူစီပေါင်းအောင်နမ်းလိုက်ပြီးပိုးညိုကိုလူသားဖြစ်ပြောင်းခိုင်းလိုက်ပါတယ်အဲ့လိုနဲ့ကုန်းမော်ပြန်ရောက်တော့အဖွားရီကဝှီချဲတောင်မလို့ပဲလှေကားတွေတောင်တက်နိုင်နေပါတယ်ဖူဂျီမိုတိုကလည်းဆူဇူကီကိုတောင်းပန်နေခဲ့ပြီးဆူဇူကီရဲ့ဖေကလည်းဆူဇူကီတို့သားအမိကိုတမောပေါ်ကနေလက်ပြနှုတ်ဆက်နေပါတယ်အဲ့ချိန်ပိုးညိုကလည်းလေပေါ်တက်ပြီးပြန်ကြလာကဆူဇူကီကိုနမ်းလိုက်တာကြောင့်ပဲလူသားစစ်စစ်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်